ကျမတို့လာတော့ကြိုဆိုတဲ့ကိုသိန်းတော့တောင်ဝပြည်သူပြည်သားတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီမရောက်တာဆိုလို့ရှိရင်အနှစ်20ကျော်သွားပါပြီဒါပေမဲ့အရင်ကအနှစ်20အတိုင်းပဲကျမတို့လိုက်လဲကြိုဆိုတဲ့အတွက်ဒီလိုခိုင်မာတဲ့စိတ်ဓာတ်ကိုအင်တာမတန်ဖိုးထားပါတယ်စိတ်ဓာတ်ဆိုတာတော့ကျမတို့နိုင်ငံအတွက်အရေးကြီးဆုံးအရာပါပဲအခုချိန်မှာဆိုလို့ရှိရင်ပြုပြင်ပြောင်းလဲဖို့လုပ်နေတယ်လို့ပြောကြတယ်အဲ့တော့ကျမတို့နိုင်ငံပြုပြင်ပြောင်းလဲဖို့အလိုအဆုံးကဘာလဲဆိုတော့စိတ်ဓာတ်တွေပြုပြင်ပြောင်းလဲဖို့ပါပဲစိတ်ဓာတ်တွေပြုပြင်ပြောင်းလဲတဲ့ကိစ္စမှာဆိုရင်ကျမတို့ပြည်သူပြည်သားတွေအားလုံးတဦးချင်းပါနိုင်တယ်အထူးသဖြင့်ကလေးတွေပေါ့အရှိတယောက်ချင်းစိတ်ဓာတ်ပြောင်းလဲတဲ့နေရာမှာပါနိုင်တယ်တချို့ကပေါ့နော်နေကြတယ်ကျမတို့နိုင်ငံဟာဘယ်တော့ပြောင်းမလဲအဲ့တော့ကျမပြောချင်တယ်ကိုပြန်မေးပါကိုကဘယ်တော့ပြောင်းမလဲကိုစိတ်တွေကိုဘယ်တော့ပြောင်းမလဲကိုကလည်းဒီတိုင်းနိုင်ငံရဲ့တာဝန်တွေကိုထမ်းဆောင်မယ်ဆိုတဲ့စိတ်တွေဘယ်တော့မွေးမလဲဆိုတာကိုအခြေခံပြီးမှကျမတို့နိုင်ငံမှာဘယ်တော့အပြောင်းလဲရှိမလဲဆိုတဲ့အဖြေကပေါ်မှာပါကျမတို့အခုကလေးတွေကိုအထူးဖြင့်ဦးစားပေးပြီးတော့ပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကလေးတွေဟာနောက်ခေတ်မှာလူကြီးတွေဖြစ်လာမှာကျမတို့ကဒီကလေးတွေကိုမှန်ကန်ပြုစုပြောထားအောင်မှကျမတို့နိုင်ငံရဲ့အနာဂတ်ကကောင်းမှာဖြစ်ပါတယ်အဲ့တော့မိဘတွေကိုကျမအမြဲပဲတိုက်တွန်းခြင်းတယ်ကလေးတွေကိုငငယ်တည်းကမှန်ကန်တုံတင်ဆုံးမှာမှန်ကန်တုံတင်ဆုံးမှာပါဆိုတာဟာကိုယ်အကျိုးအတွက်ပဲကြည့်ဖို့ကလေးတွေကိုမတင်ပါနဲ့ကျမတို့နိုင်ငံမှာဆိုလို့ရှိရင်တချို့လူကြီးတွေကကလေးတွေကိုကိုအောင်မြင်ဖို့ကိုတူကောင်းစားဖို့ကိုမိသားစုကောင်းစားဖို့ဒီလိုပဲတင်ကြပါတော့အဲ့ဒီလိုတင်လို့ရှိရင်ကလေးတွေကကြီးလာတဲ့အခါကျရင်လေကိုအတွက်ပဲကိုလုပ်ကြပါလိမ့်မယ်ကျမတို့ငယ်တုန်းကဆိုလို့ရှိရင်ကျမဖေဖေကိုမမှတ်မိဘူးပေါ့နော်မမှတ်မိတဲ့အခါကျတော့မေမေကအမြဲကျမတို့ဖေဖေအကြောင်းသွန်သင်ဆုံးမှာပါဖေဖေအကြောင်းပြောလို့ရှိရင်အမြဲပဲပထမအဦးဆုံးဘာလို့စပြောလဲဆိုတော့ဖေဖေကအင်မတန်မှဖြောင့်မတ်တယ်လို့ပြောလို့ရှိပါတယ်အင်မတန်မှဖြောင့်မတ်တယ်ဖြောင့်မတ်ခြင်းဆိုတာဟာလူတိုင်းရဲ့အတွက်အင်မတန်မှအရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကတယောက်ပေါ်တယောက်ဖြောင့်မတ်ခြင်းမရှိလို့ရှိရင်တယောက်ကိုတယောက်ယုံကြည်နိုင်မှာမဟုတ်ဘူးကိုမဖြောင့်မတ်တယ်ဆိုတဲ့ခြင်းတဲ့လူပဲကိုကယုံမယ်အဲ့တော့တယောက်နဲ့တယောက်မယုံဘူးဆိုလို့ရှိရင်ကျမတို့ဘယ်လိုလုပ်ညီညွတ်နဲ့တိုင်းပြည်အတွက်လုပ်နိုင်လဲအဲ့တော့ပထမအဦးဆုံးသင်တာကတော့ဖေဖေကဖြောင့်မတ်တယ်လို့သင်တယ်အဲ့တော့ကလေးတွေကိုလည်းဖြောင့်မတ်စေခြင်းတယ်ကျမတို့နိုင်ငံကကလေးတွေကငငယ်တည်းကဖြောင့်မတ်တယ်ဆိုတာဘယ်လောက်အရေးကြီးလဲဆိုတော့နားလည်စေခြင်းတယ်ဖြောင့်မတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကအမှန်အကန်ကိုအမှန်ကန်မှန်းသိတာနောက်ပြီးတော့လည်းအမှန်ကန်ကိုရင်ဆိုင်ရဲတာတခါတလေမှန်ကန်တဲ့အတိုင်းလုပ်ဖို့ဆိုတာမလွယ်ပါဘူးဥပမာကလေးတွေဆိုရင်ကိုကနေပြီးတော့တခုခုမလုပ်တဲ့တာလုပ်ခဲ့တယ်ဆိုရင်ဆရာမမေးတယ်ဆိုတော့ဒါဘယ်လိုလုပ်ထားလဲဆိုတော့မှန်ကန်ဖြေလိုက်လို့ရှိရင်ဆရာမကဒံပေးလိမ့်မယ်အဲ့ဒါကိုကြောက်ပြီးတော့တခါတလေကလေးတွေကမဖြေဘူးအဲ့တော့အမေပြောချင်တာကိုကမှန်တိုင်းဖြေလိုက်လို့ဒံပေးတာခံရရင်လည်းခံပြီးလို့ရှိရင်ကိုအပြက်ကခြေသွားရောလူတိုင်းဟာကိုလုတ်တဲ့အလုပ်အတွက်ကိုခံရဲရမယ်အလုပ်တစ်ခုတော့လုတ်ချင်တယ်အဲ့ဒီအလုပ်ကြောင့်ဖြစ်လာတဲ့ကိစ္စတွေတော့မခံရဲဘူးဆိုလို့ရှိရင်ဒါဟာမြင့်မြတ်တဲ့လူတယောက်ကအနေထားမဟုတ်ပါဘူးငယ်တည်းကမြင့်မြတ်တဲ့စိတ်တွေကိုမွေးရမယ်ဘာမှအလိုမဖြစ်လာဘူးအခုကျမတို့ရှေ့မှာရှိတဲ့ပန်းတွေဆိုလို့ရှိရင်ပန်းတွေကဒီလိုပဲပွင့်လာတာမဟုတ်ဘူးအစီလေးတွေကနေစရတယ်ပန်းမျိုးစီလေးတွေကနေစရတယ်အပင်ကပေါက်လာရတယ်အရွက်ကလေးတွေထွက်လာရတယ်သူ့ချိန်ဒုက္ခရောက်မှပန်းတွေကပွင့်တယ်အဲ့ဒီလိုပဲစောင့်ရတယ်ဒီတော့ကိုယ်စိတ်ထားတွေကောင်းမွန်ဖို့ပန်းတွေလေးကိုလှပဖို့လမ်းဆောင်ဖို့ဆိုလို့ရှိရင်အခုတည်းကစပြီးတော့မွေးရမယ်ကလေးတွေကဆိုရင်ငယ်တည်းကစပြီးတော့ငါတို့ဘယ်လိုလူကြီးတွေဖြစ်ချင်တယ်ဆိုတော့စဉ်းစားကြီးလာလို့ရှိရင်ဘယ်လိုလူမျိုးဖြစ်ချင်တယ်လဲအဲ့ဒါကိုစဉ်းစားရတယ်စဉ်းစားတဲ့အခါကျလို့ရှိရင်အပြင်ကိစ္စတွေလည်းမစဉ်းစားပါနဲ့ကြီးလာရင်ငါကားကြီးစီးကျင်တယ်လို့အဲ့လိုမျိုးတွေမစဉ်းစားပါနဲ့ကားကြီးတွေတိုက်ကြီးတွေအမျိုးပေါ့နော်အဝိအစားတွေကောင်းမွန်တဲ့အဝိအစားတွေဆိုတာအမြဲခံတာမဟုတ်ပါဘူးဒီနေ့ရှိတဲ့ကားကနောက်တစ်နေ့ပျောက်ရင်လည်းပျောက်သွားနိုင်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ဓာတ်ကတော့ကိုယ်တစ်သက်လုံးပိုင်သွားမှာ
ကိုယ့်ရဲ့စိတ်ဓာတ်ကကိုယ်ကလွဲလို့ဘယ်လူမှမပိုင်နိုင်ဘူးအဲ့ဒါကိုငယ်တည်းကမှတ်ထားရမယ်ကျန်တဲ့ပစ္စည်းတွေကအားလုံးလူများပိုင်သွားနိုင်တယ်ဘယ်တော့မှဒါအတွက်စိတ်မချဘူးဒီတော့ကိုအမြဲပိုင်မှာဘာလဲဆိုတော့ကိုယ့်ရဲ့စိတ်ဓာတ်တဲ့ကိုသင်ထားတဲ့ပညာရဲ့အဖြစ်အဲ့တော့ကိုသင်ထားတဲ့ပညာကိုလည်းတံမိုးထားရမယ်ကျောင်းမှာနေတော့ကိုကျောင်းစာတွေကိုတတ်နိုင်သမျှသင်ယူတဲ့အပြင်မှာကျောင်းအပြင်ကနေပြီးတော့လည်းသင်ယူရမယ်ကျောင်းအပြင်ကသင်ယူရမယ်ဆိုတော့စောကစိတ်ဓာတ်နဲ့ပတ်သက်လို့ကိစ္စတွေပေါ့အရက်ထဲမှာသွားနေလို့ရှိရင်ဟိုလူဒီလူစကားပြောတာကြားမှာပဲဘယ်သူကမြင်ဘယ်လိုနေတယ်ဘယ်သူကမြင်ဘယ်လိုနေတယ်ဘယ်လောက်ပဲပိုက်ဆံချမ်းသာဒီလူကမဖြောင်းမဘူးဆိုလို့ရှိရင်မဖြောင်းမဘူးလို့ပြောတဲ့အတန်ကြီးကြားမှာပဲဒီလူကြီးကတော့ပိုက်ဆံချမ်းသာပါတယ်ဒါပေမဲ့ तू ကမဟုတ်တာတွေလုပ်ပြီးတော့ချမ်းသာတာ तू ကလက်စားပြီးတော့ချမ်းသာတာ तू ကဘယ်လိုကလိန်ကကျစ်လုပ်ပြီးတော့ချမ်းသာတာဆိုရင်အဲ့ဒီမှာဆိုရင်ဘယ်မှာဂုဏ်ရှိတော့နော်ပြီးတော့ဒီကိုယ့်ရဲ့ဂုဏ်ဆိုတာကိုယ့်ရဲ့ဖြောင်းမတည်ကြည်ခြင်းပေါ်မှာမူတည်တယ်အဲ့ဒါတော့သီလပေါ့နောက်ဆုံးပြောလိုက်ရင်သီလသမာဓိပညာပေါ့သီလဆိုတာဖြောင်းမထားမှန်ကန်တာကောင်းတဲ့အလုပ်ကိုလုပ်ချင်တဲ့စိတ်ရှိတာသမာဓိဆိုတာခိုင်မာတဲ့စိတ်ဓာတ်ရှိတာနောက်ပြီးတော့ပညာဆိုတာကတော့စောစောကပြောတဲ့အတိုင်းပဲကျောင်းမှာရတဲ့ပညာရောကျောင်းပြင်ပကရတဲ့ပညာရောကျွန်မခဏသတိပေးပါတယ်တကယ်ပညာဆိုတာဟာအခြေအနေတစ်ခုကိုမှန်ကန်သုံးသပ်နိုင်တဲ့အရေးချင်းပဲကျောင်းစာအုပ်တွေအလွတ်ကျက်ထားပြီးတော့ဘဝရဲ့အခြေအနေတွေကိုမှန်ကန်မသုံးသပ်နိုင်လို့ရှိရင်ဒါတကယ်ပညာလို့မခေါ်ပါဘူးအဲ့ဒါကြောင့်မလို့ကျမတို့ကလေးတွေရောလူကြီးတွေရောသီလသမာဓိပညာဆိုတာကျမတို့နိုင်ငံအတွက်ဘယ်လောက်လိုအပ်တယ်လဲဆိုတာကိုသိရင်စေချင်ပါတယ်အဲ့တော့အခုချိန်မှာဒီမိုကရေစီရရှိရေးအတွက်ပြုပြင်ပြောင်းလဲရေးတွေဘက်မှာဘယ်လိုပါဝင်နိုင်မလဲဆိုပြီးတော့စဉ်းစားတဲ့အခါမှာကိုပြုပြင်တဲ့နည်းနဲ့အားလုံးဟာပါဝင်နိုင်ပါတယ်ပြည်သူပြည်သားအားလုံးတယောက်ချင်းကိုပြုပြင်ပြီးတော့တိုးတက်မယ်ဆိုလို့ရှိရင်ဒီနိုင်ငံတစ်နိုင်ငံလုံးဟာတိုးတက်လာမှာပါအဲ့ဒါဟာအရေးကြီးပါတယ်ကျမဂျပန်မှာသွားကြဆိုလို့ရှိရင်နိုင်ငံသားတွေပေါ့နော်ဂျပန်မဟုတ်တဲ့ဂျပန်မှာရောက်တဲ့နိုင်ငံသားတွေကခဏပြောတယ်ဂျပန်လူမျိုးတွေကအင်တာဖြောင်းတယ်တဲ့ဒီလို taxi စီးတယ်ကားစီးတယ်တနေရာမှာပိုက်ဆံအိတ်တွေကြိုင်ခဲ့တယ်ပစ္စည်းတွေကြိုင်ခဲ့တယ်ဆိုရင်ဘယ်တော့မှမပြောက်ဘူးပေါ့နော်ရဲကိုတော့အပ်ထားတယ်ရဲစခန်းမှာသွားမေးလို့ရှိရင်ပြန်ရတယ်အဲ့ဒီလိုဖြောင်းနောက်တယ်ဆိုပြီးတော့ချီးမွမ်းရတယ်ဒီတော့ပြည်သူပြည်သားတွေရဲ့အကျင့်သီလကြောင့်မလို့နိုင်ငံတစ်နိုင်ငံလုံးဟာဂုဏ်ရှိတယ်ကျမတို့နိုင်ငံလည်းတကယ်ဂုဏ်ရှိဖို့ဆိုတာဟာကျမတို့ပြည်သူပြည်သားတွေရဲ့သီလသမာဓိပညာပေါ်မှာမူတည်တယ်ပြင်ပလာမဲ့အထောက်အကူတွေပေါ်မှာမူတည်တာမဟုတ်ဘူးဆိုတာကျမသိသိချာချာပြောချင်ပါတယ်ပြင်ပကတော့အထောက်အကူတွေပေးခြင်းတယ်ဒီအချိန်မှာမြန်မာနိုင်ငံဟာပြုပြင်ပြောင်းလဲရေးပဲသွားနေတယ်ဆိုပြီးတော့အင်မတန်မှကျမတို့နိုင်ငံပေါ်မှာတရားပွားနေကြတယ်သို့တော်ညာလဲကျမတို့နိုင်ငံဟာသွားတဲ့လမ်းကိုမသွားလို့ရှိရင်ဒီတရားစိတ်တွေကလည်းပျောက်သွားမှာပဲအဲ့ဒါကြောင့်မလို့ကိုပြုပြင်ခြင်းအပြင်ကျမတို့ဟာအများရဲ့ထောက်ခံမှုလည်းရမယ်အများရဲ့အကူအညီလည်းရမယ်လူစွမ်းမှနတ်မှတယ်ဆိုလို့ပေါ့ကျမတို့ပြည်သူပြည်သားတွေဟာလူများကူညီခြင်းအောင်လို့လူများလေးစားအောင်လို့လူများချစ်ခင်အောင်နေနိုင်မှရေရှည်အကူအညီတွေကိုရမှာတခဏတော့ရမှာပေါ့တခဏတော့မသိခင်တော့ပေးမှာဆက်ပြီးသွားတဲ့အခါမှာဒီတိုင်းပြေကပေးတဲ့တိုင်းပြေမဟုတ်ဘူးပေးရကြုံမနှက်ဖို့လို့မြင်သွားလို့ရှိလို့ရှင်ဆက်ပေးကြမှာမဟုတ်ဘူးဒီအကြီးလောက်ချောင်းရှင်နောက်ကမမြင်အောင်ရှင်နဲ့ချလိုက်တော့အဲ့ဒါလည်းကျမပြောရမယ်ကျမခဏပြောရတယ်ဆိုတော့ဒီလိုပါကိုကအရှိရလူတွေကလေအနောက်ကလူတွေအတွက်တိတ်ပြီးတော့စဉ်းစားတဲ့အလေးထောင်မရှိဘူးအဲ့တော့ကျမအနောက်ကလူတွေအတွက်စဉ်းစားစေချင်တယ်ဒီလိုပေါ့နော်ကျမကိုကြိုးစိုးတဲ့နှွေးထွေးတဲ့နှပူးစီအစာတန်းတွေပါတွေ့ရတယ်ကျမဝတ်တာပါတယ်ကျေးဇူးတင်ပါတယ်သို့တော်ညာလည်းကျမတွေ့ပြီးပြီဆိုလို့ရှိရင်အနောက်ကလူတွေကိုငဲ့ပြီးတော့ဒီဟာတွေကိုသိမ်းလိုက်လို့ရပါတယ်ကျမတို့အရှိသွားမယ်လမ်းကအများကြီးအခက်အခဲတွေရှိမယ်နော်ဒီလိုခက်လမ်းကိုသွားတဲ့အခါမှာတယောက်နဲ့တယောက်မျှမှဖြစ်မယ်တယောက်နဲ့တယောက်မျှတယ်ဆိုတာဟာဘာလဲဆိုတော့ခေါ်ဘက်ကနေတောင်းတဲ့အချိန်မစောင့်ရဘူး
ဒီကညာလေဆိုတော့ကိုယ်စဉ်းစားပေးရတယ်ဥပမာဆိုလို့ရှိရင်လမ်းတူသွားအခုကုကပြောသလိုပေါ့နော်အနောက်ကနေမမြင်ရပါဘူးအော်မှမဟုတ်ဘူးအနောက်ကမအော်ခင်အနောက်အတွက်အရှိရဘယ်လိုစဉ်းစားရမလဲဆိုတော့နားလည်ရမယ်တော့ညာတာရဆိုတဲ့စကားအင်မတန်မှလှပါတယ်ညာတာရဆိုတဲ့အဓိပ္ပာယ်ကကိုယ့်အတွက်ကိုပထမမကြည့်ပဲနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်တခြားသူအတွက်ကြည့်တာကိုညာတာတယ်လို့ဆိုတာဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေချစ်စရာကောင်းတာအဲ့ဒါပဲအရေးပြရင်အကောင်းထင်တယ်ကျေးဇူးတင်ပါတယ်တော့စောကကျွန်မပြောနေလို့ပေါ့နော်ကျွန်တော်တို့ဟာတယောက်ကိုတယောက်တန်ဖိုးထားရမယ်ကျွန်တော်တို့အချင်းချင်းတန်ဖိုးထားမှအပြင်ကဘာလည်းကျွန်တော်တို့တန်ဖိုးထားမှဖြစ်ပါတယ်ဒါလည်းတစ်ခုပြောရမယ်အလုပ်တစ်ခုလုပ်တဲ့အခါမှာအသားမထွက်ဘဲနဲ့လည်းလုပ်လို့ရပါတယ်လို့အဲ့ဒါအသားထွက်ပြီးတော့လည်းအသားထွက်မှအလုပ်ဖြစ်တာမဟုတ်ပါဘူးကျွန်တော်ခဏပြောရပါတော့တရားတော်ထဲမှာဆိုလို့ရှိရင်မြင့်မြတ်တဲ့သူများဟာသူတော်ကောင်းများဟာကိုယ့်ရဲ့ကျေးဇူးကိုချက်ကားပြီးတော့မပြောဘူးပေါ့နော်ကိုယ့်ရဲ့ကျေးဇူးကိုမချက်ကားဘူးကိုယ့်ရဲ့အရေးချင်းတွေကိုမချက်ကားဘူးဆိုတော့အဲ့ဒီလိုပဲကိုအလုံးတစ်ခုကိုလုံးတဲ့အခါကျရင်တိုးတိတ်နေပဲအများအတွက်လှုပ်သွားခြင်းနဲ့စိတ်ဓာတ်ကိုမွေးပြကြမှာကိုယ်ကိုဘယ်သူမှအတိမပြုဖို့မလိုပါဘူးကိုယ့်ရဲ့လက်ပြအတိမပြုလို့ရှိရင်လုံလောက်ပါတယ်ကိုယ်စိတ်ထဲမှာကိုလှုပ်ခဲ့တာဟာမှန်တယ်မှန်ရုံနဲ့မကဘူးအများအကျိုးအတွက်ဖြစ်တယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုငဲ့ညာပြီးတော့လှုပ်တဲ့ကိစ္စဖြစ်တယ်ဆိုတာကိုသိလို့ရှိရင်လုံလောက်ပါတယ်တခြားလူတွေသိဖို့မလိုပါဘူးတခြားလူတွေသိမှဒီလောက်ရဟာတန်ဖိုးရှိတာမဟုတ်ပါဘူးတော့ခက်တယ်ပြောရင်အားမယ်စင်မကြွားကျင်ကြနဲ့ပေါ့နော်ဘလောက်ကိုကအလုပ်ကောင်းလုပ်တယ်ဆိုရင်မကြွားကျင်ကြပါနဲ့လို့ကျွန်တော်ပြောနေတယ်လုံးထားနည်းလေးလုပ်ပြီးတော့အကျေကြော်ညာတာအများကြီးကြော်ညာလို့ရှိရင်ဒါသူတော်ကောင်းတွေရဲ့စိတ်ကမဟုတ်ဘူးလို့ပဲကျွန်တော်တို့ပြောရမှာပဲအခုကျွန်မဒီနိုင်ငံခြားခရီးတွေထွက်ခဲ့တယ်ပေါ့နော်နိုင်ငံခြားခရီးတွေထွက်တဲ့အခါမှာကျွန်မအားစရာတခုနဲ့ကြုံတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီလိုခရီးထွက်တဲ့အခါမှာမကြာခဏပေါ့အမေးဖြေကျွန်တော်တို့ပရိသတ်တွေနဲ့တွေ့တဲ့အခါမှာစီးဝေးပွဲတွေမှာအမေးဖြေတွေလုပ်ကြတယ်အမေးဖြေလုပ်တဲ့အခါကျတော့မေးတဲ့လူကမေးတယ်ကျွန်တော်ကဖြေတယ်ပေါ့နော်ဖြေပြီးတဲ့အခါကျတော့ဒီလိုအမေးဖြေအစီအစဉ်တွေပြီးပြီဆိုရင်ကျွန်မတို့လာပြောကြတယ်အားတင်တယ်မေးတာကိုဖြေတယ်ပေါ့ကျွန်မအားတင်သွားတယ်မေးတာကိုဖြေရမှာပေါ့လို့အမေးဖြေအစီအစဉ်ဆိုတော့မေးတာကိုဖြေရမှာပေါ့ဆိုတော့ဘယ်လိုကျွန်မကိုပြန်ပြောလဲဆိုတော့မဟုတ်ဘူးတဲ့လူတော်များမေးတဲ့မေးခွန်းကိုမဖြေဘူးအစတည်းကသူတို့ဘာဖြေမလဲဆိုတော့ဆုံးဖြတ်ထားပြီးသားတဲ့မေးခွန်းကဘာပဲဖြစ်သူတို့ပြောချင်တာပြောလိုက်တာပဲလို့အဲ့လိုကျွန်မကပြောတယ်ပြီးတော့ကျွန်မစဉ်းစားတယ်ဒါလည်းပြောင်းမဖို့နဲတာလို့ပြောရမှာပဲမေးတဲ့လူကမေးလို့ရှိရင်တိကျဖြေရမယ်မှန်ကန်တတ်နိုင်ကြတော့မှန်ကန်ဖြေရမယ်မဖြေခြင်းလည်းမဖြေဘူးလို့ပြောရမယ်ဒီကိစ္စတော့မဖြေနိုင်ဘူးဒါမှမဟုတ်အဖြေမသိဘူးဆိုရင်လည်းမသိဘူးပဲပြောရမယ်အဲ့တော့ကျမတို့ဟာဒီဟာဖြောင်းမှချင်းကိုကျမဆိုလိုတာပါကျမတို့အချင်းချင်းဖြောင်းမှနဲ့ဆက်ဆံစေခြင်းတယ်ကျမတို့နိုင်ငံဟာတိုင်းရင်းသားလူမျိုးပေါင်းစုံဘာသာပေါင်းစုံနဲ့စောင့်တည်ထားတဲ့ပြည်ထောင်စုကြီးဖြစ်တယ်အဲ့ဒီလိုတိုင်းရင်းသားလူမျိုးပေါင်းစုံဘာသာပေါင်းစုံဆိုတော့တကယ်တော့ဘာကွဲဟွာချတာလဲဆိုတာအမြင်ချင်းကွာချတာတကယ်ကကြောင့်ဒါတော့ဒီဘာသာမတူလို့ကွာချတာလူမျိုးမတူလို့ကွာချတာဆိုတာဟာအသားအရောင်ကွာချတာတို့မျက်နှာပုံကွာချတာတို့အဝိစကွာချတာတို့တဲ့အဓိကကြတော့အမြင်ချင်းကွာချတာပဲဖြစ်အဲ့တော့အမြင်ချင်းကွာချတာပေါ်မှာကျမတို့အခြေခံပြီးတော့ညင်ညွတ်ဖို့ယူမယ်ဆိုလို့ရှိရင်တယောက်နဲ့တယောက်ဆွေးနွေးနိုင်ရမယ်တယောက်နဲ့တယောက်ညှိနိုင်ရမယ်မင်းကဘယ်လိုမြင်လဲတို့ကဘယ်လိုမြင်လဲအမင်းမြင်တာနဲ့တို့မြင်တာနဲ့ဘာလို့ကွာလဲဒီကွာခြားချက်ပေါ်မှာတယောက်နဲ့တယောက်ဘိတ်ဆွေဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုတယောက်နဲ့တယောက်စကားပြောပြီးတော့ဆွေးနွေးပြီးတော့မှဖြေရှင်းနိုင်မှာဖြစ်တယ်အဲ့ဒါကြောင့်မလို့ငယ်ငယ်လေးကကလေးတွေဟာတယောက်နဲ့တယောက်ဆွေးနွေးတဲ့အလေးအကျင့်လေးတွေကိုလုပ်ကြပါတကယ်ချင်းတယောက်နဲ့ရံဖြစ်လို့ရှင်ငါမှန်းတယ်နင်းမားတယ်အဲ့လိုမှမျိုးမဟုတ်ဘဲနဲ့ကိုကဘာဖြစ်လို့ဒီဟာကိုလုပ်ချင်တယ်
ကိုနဲ့မတည့်တဲ့သူကဘာဖြစ်လို့ဟိုဟာကိုလှုပ်ချင်တယ်အဲ့ဒါကိုစကားပြောပြီးတော့ဆွေးနွေးပြီးတော့တယောက်နဲ့တယောက်နားလည်မှုရှာနိုင်ရမယ်ဒါငယ်ငယ်လေးကနေပြီးတော့ပြုစုပြောထောင်ရမယ်အလေးအကျင့်တွေဖြစ်တယ်ကျမတို့နိုင်ငံမှာဆိုလို့ရှိရင်ဒီလိုတယောက်နဲ့တယောက်ဆွေးနွေးပြီးတော့ညှိနှိုင်းတိုင်ပင်ပြီးတော့လုပ်တဲ့အလေးအကျင့်တွေဟာပျောက်ကွယ်သွားတာဟာရာစုနှစ်တစ်ဝက်လောက်ရှိသွားပြီအဲ့တော့ဒါတွေကိုကျမတို့ပြန်ပြီးတော့ရှင်းတောင်းအောင်လုပ်ရမယ်ရှင်းတောင်းအောင်လုပ်ရမယ်ဆိုလူကြီးတွေကလည်းလုပ်ရမယ်ကလေးတွေကိုလည်းအခုတည်းကနေပြီးတော့သင်ပေးရမယ်အဲ့ဒီလိုအခုတည်းကသင်ပေးမှကျမတို့ရဲ့ယဉ်ကျေးမှုမှာဒီလိုအပေးအယူလုပ်တဲ့နည်းတွေဟာအမြင့်တွယ်သွားမှာဖြစ်ပါတယ်အဲ့ဒါတွေကအားလုံးစိတ်ဓာတ်ပြောင်းလဲရင်းနဲ့ဆိုင်ပါတယ်ကျမတို့စိတ်ဓာတ်တွေအများကြီးပြောင်းဖို့လိုတယ်စီကံရှိဖို့ဖြောင်းမဖို့တယောက်ကိုတယောက်နားလည်မှုရှိဖို့ဆွေးနွေးတတ်ဖို့အပြန်အလှန်လေးစားဖို့ဒါတွေကကျမတို့လုပ်ယူရမယ့်ကိစ္စတွေပါအလိုလိုဖြစ်လာမှာမဟုတ်ပါဘူးကိုယ့်ဘာကိုလုပ်ယူမှဖြစ်တဲ့ကိစ္စနောက်တစ်ခုကလည်းကိုယ်စိတ်ဆိုတာဆိုတော့ကျမပြောလို့ကိုယ်ပဲပိုင်တယ်ဘယ်လို့မှမပိုင်ဘူးကိုယ်စိတ်ကိုကိုယ်လှုပ်ချင်တယ်လို့ကိုယ်လုပ်နိုင်တယ်တကယ်လှုပ်ချင်တကယ်မလုပ်ချင်တော့မရဘူးပေါ့စိတ်ကိုနိုင်ဖို့ဆိုတာဟာတကယ်တော့လွယ်တဲ့ကိစ္စမဟုတ်ပါဘူးဒါကိုအစကြည့်လို့ရပါတယ်ဥပမာကလေးတွေတရားမှတ်တဲ့အကျင့်လုပ်ကြလားအရှိရကလေးတွေတရားမှတ်ဘူးလားမမှတ်ဘူးချင်းတယ်ဒါပေမဲ့ကိုယ်စိတ်ကို9မိနစ်လောက်မရွေးမပြောင်းအောင်ထားဖို့ဆိုတာဘယ်လောက်ခဲရင်လဲဆိုတာစမ်းကြည့်လို့ရှိရင်သိလိမ့်မယ်အဲ့တော့စိတ်ဆိုတာဘယ်လောက်ခဲရင်လဲဆိုတာစမ်းကြည့်မှသိမယ်ဘယ်တော့ကင်တွယ်ဖို့ခဲရင်လဲဒါကြောင့်မလို့လေ့ကျင့်ရမယ်ကိုယ်စိတ်တွေကိုကိုနိုင်အောင်လို့လုပ်ရမယ်ကိုယ်စိတ်ကိုကိုမနိုင်မဲနဲ့တခြားကိစ္စတွေကိုဘာမှနိုင်မှာမဟုတ်ဘူးတထေးဖြစ်ချင်တယ်ဆိုတော့စိတ်ရှိပြီးတော့တထေးဖြစ်ဖို့အတွက်ဘယ်လောက်အလုံးလုပ်ရမယ်ဘယ်လောက်ဖြောင်းဖြောင်းမှဖြစ်ဖို့အတွက်ကြိုးစားရနေဆိုတာကိုမစင်စားလို့ရှိရင်ကိုမကြိုးစားလို့ရှိရင်တထေးဖြစ်ရင်လည်းဖြစ်ပါလိမ့်မယ်ဒါပေမဲ့ကောင်းတဲ့တထေးတော့ဖြစ်မှာမဟုတ်ဘူးဒါကြောင့်မလို့ဘယ်တော့ပဲတထေးတွေနဲ့တရားတွေချင်းတယ်အဲ့တော့ဒါနဲ့ကောင်းတဲ့တထေးတွေလားမကောင်းတဲ့တထေးတွေလားဆိုကိုယ်တိုင်ပဲသိမှာပေါ့နော်အဲ့တော့ကိုယ့်ဘာကိုဆုံးဖြတ်ကြကျမတို့နိုင်ငံအတွက်ကောင်းတဲ့တထေးတွေဖြစ်စေခြင်းနဲ့ကျမတို့နိုင်ငံမှာချမ်းသာတဲ့သူတွေပေါ်ပြစေခြင်းနဲ့ကျမတို့နိုင်ငံတနိုင်ငံလုံးကိုချမ်းသာစေခြင်းနဲ့ဒါပေမဲ့မှန်ကန်တဲ့နည်းတွေနဲ့ချမ်းသာစေခြင်းနဲ့ကျမတို့နိုင်ငံဟာတခိုးတမျှနိုင်ငံကြီးတော့မဖြစ်စေချင်ဘူးတကယ်ကိုဖြောင်းဖြောင်းမှန်မှန်နဲ့ချမ်းသာတဲ့နိုင်ငံဖြစ်စေခြင်းနဲ့ကျမတို့ရဲ့ပြည်သူလူထုကနေပြီးတော့စ조사အောင်အားလုံးစ조사မှကျမတို့အောင်မြင်နိုင်မှာပါအခုကျမတို့ဒီလိုစီယုံရေးခီးထွက်တယ်ဆိုတော့တချို့ကစီယုံရေးခီးထွက်တယ်ဆိုတော့ဘယ်လိုနားလည်လဲဆိုတော့အရင်ဂျာပြရွေးကောက်ပွဲတွေတုန်းကစီယုံရေးခီးတွေထွက်လို့ရွေးကောက်ပွဲမှာမဲရရေးအတွက်စီယုံရေးခီးထွက်တယ်လို့နားလည်ကြပါတယ်အဲ့ဒါဟာအဓိကမဟုတ်ပါဘူးကျမတို့ဂျာပြရွေးကောက်ပွဲတွေအတွက်စီယုံရေးခီးထွက်တုန်းကလည်းအဓိကဟာပြည်သူလူထုအနေနဲ့ကိုယ့်ရဲ့ဒီမိုကရေစီတာဝန်တွေကိုနားလည်ဖို့ဖြစ်ပါတယ်ကျမတို့ဒီမိုကရေစီနိုင်ငံတစ်ခုတည်ဆောက်မယ်ဆိုရင်ပြည်သူတွေကဒီမိုကရေစီတာဝန်တွေကိုတည်တည်ချာချာနားလည်အောင်အဲ့ဒီလိုနားလည်မှကျမတို့လိုချင်တဲ့ဒီမိုကရေစီနိုင်ငံတစ်ခုတည်ဆောက်နိုင်မှာပါကျမအခုကလေးတွေကတယောက်ကိုလက်ညှိုးထိုးပြီးမေးကြည့်မယ်နော်ဒီမိုကရေစီနိုင်ငံဆိုတာဘာလဲဖြေလို့ကြည့်မယ်ခုနကလေးအဲ့ရှိတယ်လေဘုံအနောက်ကကဲထဖြေတော့ကဲဒီမိုကရေစီနိုင်ငံဆိုတာဘာလဲတန်းနာတယ်သူတို့ပြောဒီမိုကရေစီနိုင်ငံဆိုတာဘာလဲနော်တန်းနိုင်လည်းနားလည်းသူတို့ပြောလိုက်ကျွန်တော်တို့နိုင်ငံရှင်းကျွန်တော်တို့နိုင်ငံကြီးဟုတ်ကျွန်တော်နားလည်းတော့ဖိလို့ဒါဘယ်လိုထင်လဲဒီမိုကရေစီနိုင်ငံဆိုတာဘယ်လိုနိုင်ငံမျိုးလို့ထင်လဲပြောလေကောင်
နောက်တစ်ယောက်ကိုပြောနေတယ်လားဒါရှက်နေတယ်ဆိုရင်ကဲနောက်တစ်ယောက်ဘယ်လိုပြောမလဲလက်ထောင်ပြောခြင်းနဲ့လူတိုင်းဒီကောင်ရှက်လက်ထောင်ပြောခွေးကျွေးနေကပြောစင်ခွေးကျွေးနေကပြောနော်ဟယ်လိုအော်ဖွံ့ဖြိုးရေးနိုင်ငံဖွံ့ဖြိုးတဲ့နိုင်ငံဖွံ့ဖြိုးတဲ့နိုင်ငံဆိုတော့ဒီအဲ့လိုလည်းမဟုတ်ဘူးဒီမိုကရေစီနိုင်ငံတွေကလည်းဖွံ့ဖြိုးနိုင်ပါတယ်ဒါပေမဲ့ဖွံ့ဖြိုးနိုင်တိုင်းတော့ဒီမိုကရေစီနိုင်ငံမဟုတ်ဘူးဒီမိုကရေစီဆိုတာဟာပြည်သူရဲ့အင်အားကိုအခြေခံတဲ့နိုင်ငံလို့ပြောမယ်ကဲသားပြောပါလေဒီမိုကရေစီနိုင်ငံဆိုတော့ရရအေးကလည်းနားဘာပြောလဲပြန်ပြီးလဲအော်ရရလောလာနာဟောရတော့နာလောလာပြီးတရားပြတာတဲ့နိုင်ငံလွတ်လပ်တော့နိုင်ငံလွတ်လပ်ဒါပေလွတ်လပ်တဲ့နိုင်ငံမှာဆိုလို့ရှိရင်ဘာကလွတ်လပ်ဖို့အရေးကြီးဆုံးလို့စီယုံညုံစီယုံမဟုတ်တကယ်တော့လွတ်လပ်တဲ့နိုင်ငံဆိုတာပြည်သူလူထုကနေပြီးတော့လွတ်လပ်ရတယ်ပြည်သူတွေကမလွတ်လပ်ဘဲနဲ့အစိုးရပဲချုပ်ကင်ထားရဆိုရင်ဒါတကယ်လွတ်လပ်တဲ့နိုင်ငံမဟုတ်ဘူးလို့ကျွန်တော်တို့ပြောရမယ်နော်ဒီတော့လွတ်လပ်လဲလွတ်လပ်ရမယ်ကျွန်တော်အများပဲပြောတယ်ဒီမိုကရေစီနိုင်ငံတစ်ခုမှာပြည်သူကလွတ်လပ်ရမယ်လုံလဲလုံခြုံရမယ်လုံခြုံနေဆိုတာဟာဘဝလည်းလုံခြုံရမယ်ဘဝလုံခြုံနေဆိုတာဟာကိုယ့်ရဲ့စားဝတ်နေရေးအတွက်စိုးရိမ်ကြောင့်ကြမှုတွေကနေပြီးတော့ကင်းဝေးရမယ်အဲ့တော့မှဘဝလုံခြုံတယ်လို့ခေါ်တယ်နောက်ပြီးတော့လည်းတစ်ဖက်ကလည်းလုံခြုံနေဆိုလွတ်လပ်တယ်ဆိုတာဟာအာဏာပိုင်တွေရဲ့အရေးယူမှုအာဏာပိုင်တွေရဲ့မတရားပြုမှုတွေကလည်းလွတ်လပ်အောင်အဲ့တော့ဒီမိုကရေစီနိုင်ငံမှာဆိုလို့ရှိရင်အစိုးရကလည်းမျှတရမယ်ပြည်သူလူထုရဲ့သဘောအရသာလုတ်ကင်ဆောင်ရွက်တဲ့အစိုးရမျိုးဖြစ်ရမယ်ဥပဒေအရသာလုတ်ကင်ဆောင်ရွက်တဲ့အစိုးရမျိုးဖြစ်ရမယ်ဒါပေမဲ့ပြည်သူလူထုကဥပဒေကိုနားမလည်လို့ရှိရင်အစိုးရတွေကလည်းဥပဒေကိုလေးစားမှာမဟုတ်ဘူးဒါကြောင့်ပြည်သူတွေကအများကြီးနားလည်ဖို့လိုတယ်ဒီမိုကရေစီနိုင်ငံမှာဆိုရင်ပြည်သူတွေရဲ့တာဝန်တွေကအများကြီးရှိလာတယ်အစိုးရကိုပဲတာဝန်ပေးထားလို့မရဘူးအဲ့ဒါဟာဒီမိုကရေစီနိုင်ငံမဟုတ်ဘူးအဲ့ဒါအာဏာရှင်နိုင်ငံပဲဒါကြောင့်ကျမတို့ဒီမိုကရေစီနိုင်ငံလိုချင်လို့ရှိရင်ပြည်သူတွေကကိုယ့်ရဲ့အရေးချင်းတွေတက်အောင်လို့လုပ်ရပြီဒါကြောင့်မလို့အစတွေကပြောတာပေါ့ကျမတို့ဘယ်လိုစပြီးပြောင်းလဲမလဲကျမတို့စိတ်ဓာတ်တွေကိုစပြီးတော့ပြောင်းလဲရတယ်အခုနကလေးဆိုရင်မပြောရဲဘူးမပြောရဲတာဒါတွေမရှိအောင်ကိုယ်နိုင်ငံအတွက်ဆိုကိုယ့်ဘက်ကိုလုံရဲကန်ရဲပြောရဲဆိုရဲအောင်လက်ကျင်ယူရမယ်ဒါမဲ့တခါမပြောရဲလို့လည်းစိတ်ပြက်စရာမဟုတ်ဘူးနှာခေါင်းပြောရဲလို့လည်းစိတ်ပြက်စရာမဟုတ်ဘူးကိုလက်ကျင်ယူရမယ်အားလုံးဟာကိုယ်လုပ်ချင်တဲ့ကိစ္စကိုလုပ်ချင်လို့ရှိရင်အတန်တန်စ조사ယူရတယ်ပင်ပန်းတယ်ဒီလိုပဲဒါပေမဲ့ဆက်ပြီးတော့ဝိရိယထုတ်ရတယ်အတန်တန်စ조사ရတယ်ကလေးတွေအခုဆိုလို့ရှိရင်မဟာဇနကဇတ်တော်ကိုတင်ရလားကြောင်းပါတင်ရတယ်ဆိုလို့ရှိရင်ဝိရိယဟာဘယ်တော့အရေးကြီးလဲဆိုတော့သိမယ်နော်အဲ့ဒီဇတ်တော်ထဲမှာမှတ်ပြီလားမသိဘူးဒီမနိမေခလာနတ်သမီးကနေပြီးတော့ဇနကမင်းသားကိုဘာဖြစ်လို့ဒီလိုသမုတ်တရားထဲမှာကာမမြင်လမ်းမမြင်နဲ့ဆက်ပြီးတော့ရေကူးနေလဲလို့မေးတာမှတ်မိလားအဲ့တော့ဘယ်လိုပြန်ဖြေလဲဇနကမင်းသားဘယ်လိုသိလဲသိရင်လက်ထောင်ကလေးတွေတရားမှမသိဘူးလားသိဘယ်လိုပြန်ဖြေလဲဆိုကလေးတွေကမသိကြဘူးလားဒီတော့အဲ့ဒီဇနကပြည့်သမီး行了，get paid the means. ယောက်ျားလို့ဆိုမမဆိုယောက်ျားလို့ဆိုအသိကမဆိုမယ် ဟုတ်တယ်အဲ့တော့ယောက်ျားလို့ဆိုတာလေမျိုးသမီးတွေလည်းခြေဝင်ကောင်းပါပဲလူဆိုလို့ရှိရင်ဝိရိယရှိရတယ်ဇွဲရှိရတယ်နောက်ပြီးတော့အဲဇနကမင်းသားကဘယ်လို
အလောင်းတော်စနေကမင်းသားပြန်ဖြေတဲ့အထဲမှာအခုဒီလိုလောက်ရတဲ့အကျိုးတစ်ခုကချက်ချင်းလိုက်ငင်ရနေပြီပေါ့နော်နတ်သမီးအရှင်နတ်သမီးကိုမြင်နိုင်ခဲ့တယ်ဆိုတာအဲ့ဒီတော့ဇွဲလုံးလဝရိယဆိုတာသူ့အကျိုးနဲ့သူအမြဲပဲရှိတာပေါ့အဲ့ဒါဟာကျမတို့ရဲ့လူငယ်တွေကနေစပြီးတော့နားလည်ရမယ်လူကြီးတွေကလည်းနားလည်ရမယ်ဒီလိုဇွဲလုံးလဝရိယဆိုတာအသက်ငယ်တဲ့လူတွေမှပြုစုပြောင်းထောင်လာတာမဟုတ်ပါဘူးစိတ်ရှိလို့ရှိရင်ဘယ်အသက်အရွယ်ပဲရောက်ကိုပြုပြင်လို့ရပါတယ်ဒါကြောင့်ကျမတို့ဟာဇွဲနဲ့လုံးလနဲ့ဝရိယနဲ့ကျမတို့နိုင်ငံထူထောင်ရေးအတွက်ဆက်ပြီးတော့သွားမှာပါအခုကျမဒီဇီဝေကွင်းကြီးကိုကြည့်လိုက်တယ်ဆိုလို့ရှိရင်မျက်စိတစ်စုံပဲကျမတို့ရဲ့ပြည်သူတွေကိုမြင်ရတယ်ဒါပေမဲ့ကျမကဘာလိုချင်လဲဆိုတော့မဆုံးနိုင်တဲ့မျက်စိတစ်စုံမဆုံးနိုင်တဲ့ပြည်သူတွေရဲ့အရေးအချင်းတွေကိုကျမမြင်ချင်တယ်အဲ့ဒီလိုအရေးအချင်းတွေရှိအောင်လို့ကျမတို့ပြည်သူတွေစ조사ကြပါကျမတို့နိုင်ငံတိုးတက်ရေးဟာပြည်သူတွေရဲ့လက်ထဲမှာရှိတယ်ဆိုတော့ကျမထပ်ပြီးတော့သတိပေးပြစီကျမတို့ကလည်းစ조사ပါမယ်ကျမတို့ကလည်းစ조사ပါမယ်ဒါပေမဲ့ကျမတို့ပြည်သူတွေကလည်းစ조사ရမယ်ကိုယ့်ရဲ့စိတ်ထားကိုစိတ်ဓာတ်ကိုပြင်ဖို့စ조사နေတဲ့တစ်ချိန်တည်းမှာလည်းနိုင်ငံမှာဖြစ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်လို့တက်ကြွနိုးကြရှိရမယ်ဘယ်သူတွေကဘာတွေလုပ်နေလဲဘာအတွက်လုပ်နေသလဲဘာရည်ရွယ်ချက်နဲ့လုပ်နေသလဲတင့်တော်သလားမတင့်တော်ဘူးလားဆိုတာအမြဲစဉ်းစားရမယ်လူများတွေပြောတာကိုလွယ်နဲ့မယုံပါနဲ့ကျမပြောတာလည်းလွယ်နဲ့မယုံပါနဲ့ပြောတာတွေကိုတိတိကျကျစဉ်းစားပါအခုဒီမှာနားထောင်သွားပြီလို့ရှိရင်အိမ်ပြောင်းရအောင်ပြန်ပြီးတော့စဉ်းစားပါစဉ်းစားပြီးတော့လက်ခံတဲ့လက်မခံတဲ့လက်တွေ့ကြလားလက်တွေ့မကြဘူးလားကိုယ့်ဟာကိုယ်စဉ်းစားပြီးတော့ဆုံးဖြတ်ပါကိုယ့်ဟာကိုယ်စဉ်းစားဆုံးဖြတ်ပြီးလို့ရှိရင်ကိုယ်ယူသွားရမယ့်လမ်းကိုကိုယ့်ဟာကိုယ်ရွေးချယ်ပါလူတိုင်းဟာဘဝခရီးကိုနောက်ဆုံးတော့ကိုတယောက်တည်းရှောက်ရတာပဲအင်မတန်မှကောင်းတဲ့ခါကြလို့ရှိရင်ကောင်းမွန်တဲ့ရဲဘော်ရဲဘက်တွေရတယ်တွဲပြီးတော့ရှောက်သွားနိုင်တယ်ဆိုလို့ရှိရင်ဝင်ဖို့ဟာပေါ့သွားတယ်ဒါပေမဲ့တစ်ခါတလေလဲကိုတယောက်တည်းရှောက်ရတဲ့ခါလဲရှိတာပဲအဲ့ဒီလိုဘဝမှာတယောက်တည်းရှောက်ဖို့လိုလို့ရှိရင်ရှောက်နိုင်မဲ့အရေးချင်းတွေကိုအခုတည်းကစပြီးတော့ပြုစုပြောထောင်ကြပါအိုးတော့အိန္ဒိယနိုင်ငံလွတ်လပ်ရေးတိုက်ပွဲမှာတော့ဒီကြပြဆရာကြီးတူကနေပြီးတော့ဒီလိုကြပြမျိုးရေးခဲ့ပါတယ်တယောက်တည်းရှောက်တဲ့ကိုကလှုပ်တဲ့အလုပ်ကိုမှန်လှုပ်တဲ့အခါမှာအဖော်မရှိရင်လည်းတယောက်တည်းရှောက်ရဲတဲ့သတ္တိရှိရမယ်ပေါ့နော်အဖော်ကောင်းရှိရင်တော့ကိုယ့်ရဲ့အဖော်ကောင်းရှိရင်တော့ဒါကိုယ့်ရဲ့ကံကောင်းခြင်းပေါ့မရှိလို့ရှိရင်လည်းတယောက်တည်းဆက်ရှောက်ရမယ်အဲ့ဒီလိုစိတ်အားလုံးမွေးရမယ်တယောက်ချင်းဟာဇွဲနဲ့လုံလဝရိယနဲ့သီလသမာဓိပညာနဲ့ကိုယ်နိုင်ငံတိုးတက်ရေးအတွက်တတ်နိုင်သမျှလုပ်မယ်ဆိုတဲ့စိတ်ဓာတ်တွေကိုမွေးကြပါဒါစိတ်ကူးရင်တာမဟုတ်ပါဘူးဒါတကယ်လက်တွေ့ကြပါပါတိုင်းပြည်တစ်ပြည်ရဲ့တိုးတက်ရေးအတွက်ဘာဟာအလုံးအဆုံးလဲဆိုတော့တန်ဖိုးရှိတဲ့ပြည်သူတွေဖြစ်ပါတယ်အဲ့တော့တယောက်ချင်းဟာကိုတန်ဖိုးရှိတဲ့ပြည်သူပြည်သားတယောက်ဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင်ကျမတို့နိုင်ငံရဲ့တိုးတက်ဖွံ့ဖြိုးရေးအတွက်လုပ်နေတယ်ဆိုတော့ယုံပါကိုယုံကြည်ချက်အပြည့်ရှိပါတချို့ကတော့ဒီကောင်လေးကပေါ့နော်ဘာလုပ်လို့လဲလို့အပြင်ကပြောပြမယ်ကိုယ်စိတ်ထားကိုမှန်အောင်လုပ်နေဆိုရင်ကိုယ်အသိဆုံးပဲဒီနေ့တစ်ချိန်တစ်ခါမှာကိုယ့်ရဲ့နိုင်ငံကိုအကျိုးပြုနိုင်မယ်ဆိုတာလုံးဝယုံပါဘယ်တော့မှဘယ်သူပဲဘာပြောစိတ်ဓာတ်မကြပါနဲ့ကိုယ်စိတ်ဓာတ်ကမှန်ကန်တယ်ဇွဲနဲ့လုံလနဲ့ဝရိယနဲ့နိုင်ငံအကျိုးအတွက်ထမ်းဆောင်ခြင်းနဲ့ဆိုလို့ရှိရင်ဒီလိုစိတ်ဓာတ်ရဲ့ဆန္ဒပေါ့နော်ဒီလိုဆန္ဒရဲ့နောက်ဆက်အကျိုးတွေဟာဒီနေ့တစ်ချိန်တစ်ခါမှာပေါ်လာတယ်လို့ကျွန်မပြောချင်ပါတယ်ဒါကြောင့်ကျမတို့ကိုတောင်ကပြည်လူထုကတော့စိတ်ကတော်တော်ကိုတည်ကြည်တယ်ခိုင်မာတယ်ဒီအနှစ်20ကျော်အတွင်းမှာဘယ်တော့မှရင်းရိုင်ခဲ့တာမရှိဘူးဆိုတာကျမသိပါတယ်အဲ့တော့ဒီလိုခိုင်မာတဲ့စိတ်ဓာတ်နဲ့ဆက်ပြီးတော့ကျမတို့နိုင်ငံထူထောင်ရေးအတွက်လှုပ်သွားစေခြင်းနဲ့ကျမတို့နိုင်ငံမှာလူမျိုးဘာသာမရွေးအားလုံးဟာညီညွတ်နဲ့ဒီနိုင်ငံရဲ့ကောင်းကျိုးအတွက်လှုပ်ချင်တဲ့စိတ်ဓာတ်တွေတူမေတ္တာကရုဏာနဲ့နားလည်မှုပေးနိုင်တဲ့စိတ်ဓာတ်တွေကိုမွေးနေကြပါနောက်ဆုံးကြတော့ကိုယ်နိုင်ငံတိုးတက်ရေးအတွက်ကိုယ်ပဲလုပ်ဖို့ရှိပါတယ်ပြင်ပအကူအညီတွေဆိုတာအတိုင်းအတာတစ်ခုထိပဲထိရောက်မှာပါကျမတို့ပြည်သူတွေဟာအားလုံးကျမတို့နဲ့လက်တွဲပြီးဆက်ပြီးတော့ခရီးချမ်းကြီးကိုပျော်ပျော်ရွှင်ရွှင်တက်ကြွနဲ့ရှောင်လန်းနိုင်ကြပါစေလို့ကျမစကားမေတ္တာပို့ပါအားလုံးကျေးဇူးတင်ပါတယ်